နေတိုင်းအမိုက်ပုံးကိုတန်ရှင်းရေးလုပ်ပြီးဖျားတဆူလိုကိုးကွယ်ကြတယ်သူတို့နှစ်ယောက်အတွက်တော့ဒီအမိုက်ပုံးလေးဟာတန်ဖိုးထားရဆုံးသောယတနာတစ်ခုဖြစ်လာခဲ့ပါတော့တယ်တရက်မှာတော့အမိုက်ပုံးခိုးခံလိုက်ရတာကြောင့်သူရဲစခန်းကိုအမြန်သွားတိုင်ခဲ့ပါတယ်ရဲတွေကသူ့ကိုအယူလို့ထင်ပြီးရိုက်နှက်လိုက်ပေမဲ့သူကတော့လုံးဝမလျှော့ပဲပြင်းပြင်းထန်ထန်ပြန်လဲတုတ်ပြန်ခဲ့ပါတယ်သူကတိုင်ကိုဖက်တွေ့ထားရမှမလွတ်ပဲအားလုံးပြိုကျသွားစေခဲ့သည်အရင်ကလည်းသူ့သမီးဂျိုဒီကိုကျောင်းအုပ်ကြီးမတရားဆွဆွဲခဲ့မှုတွေဖြစ်ရမျိုးအခုထပ်ဖြစ်လာပြန်တယ်ကျောင်းအုပ်ကြီးတောင်းပန်မှသာတိုင်ကိုဖက်ပြီးမရွေ့တရွေ့နဲ့ဆွေးမြဲနေခဲ့တဲ့တရားမျှတမှုမဲ့တဲ့လောကမှာသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုဖက်တွေ့ထားတဲ့ဒီမြင်ကွင်းကစုံထောက်ကြုံရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်နိုင်ခဲ့ပါတယ်ဂျွန်ဟာလက်ပေးလက်ယူမှုတွေနဲ့ပျက်စီးနေသူပါအပြစ်မဲ့သူတွေကိုအမှုဆင်ပြီးငွေညစ်လေးရှိတဲ့သူဟာတနက်နဲ့ချင်းချောက်ဖို့ပြင်လိုက်ချိန်မှာပဲကြက်ရဲ့လောက်ရက်ကလူတိုင်းကိုတုံးလုံးသွားစေပါတယ်သူကအိတ်ထဲကနေငွေဆက်ကူထူထူကြီးကိုထုတ်လိုက်တဲ့တန်မိုးနဲ့အမိုက်ပုံးလေးအတွက်ငွေ9သိန်းပေးဖို့ကန့်လန့်လိုက်ချိန်မှာတော့ဘူတာယုံတစ်ခုလုံးတိတ်ဆိတ်သွားပြီးအဂတိလိုက်စားသူဂျွန်ရဲ့မျက်လုံးထဲမှာလော်ပရိတ်တွေထင်ဟပ်လာပါတော့တယ်ဒါပေမဲ့သူမသိခဲ့တာကတော့လွန်ခဲ့တဲ့73နှစ်ကဖြစ်ပျက်ခဲ့တဲ့လှုပ်ဝက်ချက်ပါအဆောက်အုံကိုဖျက်ဆီးသွားတဲ့အချိန်ဟုန်ကြားမှာအမိုက်ပုံးကဂျိုဒီအသက်ကိုကယ်တင်ခဲ့ပါတယ်ဒီအတွက်ကြောင့်ဂျက်တို့သားအဖကအဲ့ဒီအမိုက်ပုံးကိုအထူးတလဲတံမိုးထားပြီးကိုးကွယ်နေခဲ့တာဖြစ်ပါတယ်ရဲအရာရှိကဂျက်ရဲ့အိမ်နဲ့ဆိုင်ကိုရှာပေမဲ့ဘာမှမတွေ့ခဲ့ဘူးဒါပေမဲ့သူ့စီမှာငွေကြေးသိန်း100ခွဲရှိနေတာကတန်တရားဖြစ်เสียဖြစ်လာခဲ့တယ်အမိုက်ပုံးထဲမှာတံမိုးရှိတဲ့ပစ္စည်းတစ်ခုခုများရှိနေတာလားရဲမှုကဂျက်ကိုခေါ်ယူစစ်ဆေးခဲ့ပေမဲ့ဂျက်ရဲ့တုံ့ပြန်မှုကတော့ထူးခြားနေပါတယ်သူကအမိုက်ပုံးအတွက်ငွေ2သိန်းအပူပေးဖို့ကန့်လန့်လာပြီးရဲစခန်းမှာလည်းတနေကုန်စောင့်ဆိုင်းနေခဲ့ပါတယ်ရဲတွေနိုင်ကျင့်တာကိုဘာမှပြန်မပြောဘဲတီးခံခဲ့တဲ့ဂျက်ဟာရဲစခန်းကိုပုံမှန်သွားနေကြပါတနေ့မှာတော့စက်ပြင်ဆိုင်ပိုင်ရှင်တယောက်ရောက်လာပြီးပျောက်ဆုံးနေတဲ့ဝန်ထမ်းတော်နာအတွက်တိုင်ချက်ဖွင့်တဲ့အခါဂျက်မက်မိသွားပါတော့တယ်အဲ့ဒီလူရဲ့တပ်ပုံကိုမြင်လိုက်ချိန်မှာပဲတပြားတိုက်ခံခဲ့ရတဲ့ညကအဖြစ်အပျက်တွေဟာသူ့ကောင်းတဲ့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်ဂျက်တယောက်အိယာနိုးချိန်မှာဓာပြတွေထားခဲ့တဲ့ကားပါကင်လက်မှတ်ကိုတွေ့လိုက်ရပါတယ်ကားနံပါတ်ကနေတဆင့်လုတ်ကိုလိုက်ရှာတဲ့အခါသူအရန်ဒေါသထွက်သွားပါတယ်ကားပြင်ဆိုင်ကစက်ပြင်သမားဟာသူ့ကားကိုခိုးစီးရုံတင်မကပဲသူ့မျက်တနိုးထားတဲ့မျက်မှန်ကိုပါခိုးယူသွားခဲ့တာပါထိုနေ့ကဒေတာခန်ကောင်စီဝင်လူတယောက်ဆိုင်ရှင်စီတို့အဖြေရှာဖို့ရောက်လာခဲ့သည်အနိုင်ကျင့်ခံလိုက်ရသည့်ဆိုင်ရှင်ရှိသူမော်တော်ဆိုင်ကယ်တစ်စီးပြန်လည်မောင်းနှင်ရောက်ရှိလာခဲ့သည်နေကမျက်မှန်ခိုးယူသူဒေါ်နာကိုလှုပ်ချက်ချင်းတုံ့ပြန်လိုက်ပါတယ်ဒေါ်နာတတိမိသွားချိန်မှာတော့သူစိတ်ဆိုးမှန်ဆိုးနဲ့ချင်းချောက်လိုက်ပြီးတရက်အတွင်းမျက်မှန်ပြန်မပေးရင်ဒီဆိုင်ကိုပါပြာကျသွားအောင်ဖျက်ဆီးပစ်မယ်လို့ကြုံဝါလိုက်ပါတယ်ပဝင်းကျင်တစ်ခုလုံးထိတ်လက်နေချိန်မှာဒေါ်နာရဲ့မျက်ဝန်းတွေကတော့ဒေါသမန်နဲ့တောက်လောင်နေပါတယ်သူဒီကိစ္စကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပြီးလူထိုင်နေတဲ့ဘားကိုသွားကသူ့မျက်မှန်တွေကိုအစပြောက်အောင်ရိုက်ခွဲလိုက်ပါတော့တယ်ဒေါ်နာရဲ့လှုပ်ဝက်ထားတဲ့အစွမ်းတွေပောက်ကွဲထွက်လာချိန်မှာတော့ဘယ်သူမှမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်လူ9ယောက်တောင်သူ့ကိုမရှင်နိုင်ပဲတယောက်ပြီးတယောက်အလဲထိုးခံလိုက်ရတဲ့မြင်ကွင်းကိုဂျက်ကအားအသင့်စွာကြည့်နေမိပါတယ်လူခေရဲ့စကားတခွန်းကဂျက်အတွက်တဲလွန်ဆဖြစ်ခဲ့တဲ့ဒေါ်နာကားယူသွားတာနဲ့အကြမ်းဖက်ခံရကြောင်းလူတော်သားကြီးပြောပြခဲ့ပါတယ်ဒေါ်နာထွက်သွားချိန်ဂျက်နောက်ရောင်ခံလိုက်ပေမဲ့သူသတိမိသွားတဲ့နောက်ဆုံးတော့ဂျက်တယောက်ကိုတောင်ထဲမှာလူအုပ်စုရဲ့ထောင်ချောက်ထဲကိုတန်းတိုးမိတော့တယ်ဒေါ်နာကဂျက်ရဲ့အိမ်ကိုဖောက်ထွင်းသူတွေတဲကတယောက်ဖြစ်ကြောင်းဝန်ခံပြီးသူ့လက်ကိုဖျက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်ဂျက်ရဲ့အေးဆေးနေခဲ့တဲ့အပြုတ်မှုတွေကဒေါ်နာကိုစမ်းသပ်ဖို့တတ်ပါအခုတော့သူ့လက်နဲ့ထုတ်ပြီးလူရုပ်မာတွေကိုရှင်းလင်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒေါ်နာကပလင်းနဲ့အနောက်ကနေရိုက်ချလိုက်ပါတော့တယ်ဒေါ်နာသားကိုဆွဲယူပြီးဂျက်ကိုအသေးလဲတိုက်ခိုက်ချိန်မှာဂျက်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေပါဒါပေမဲ့ဂျက်ဟာကြောက်မက်ဖွယ်အင်အားနဲ့ဒေါ်နာကိုနေရာမှာအုံမိုးလိုက်နိုင်ပါတယ်သူ့ရဲ့ကြမ်းတမ်းတဲ့ဆွမ်းအားကိုဘယ်သူမှမတားဆီးနိုင်ခဲ့ပဲကွဲတိမ်သွားပါတော့တယ်ဒေါ်နာရဲ့အဖွဲ့ကိုချက်ချင်းရှင်းထုတ်ပြီးနောက်ဂျက်ကသူ့ကိုဖမ်းဆီးစစ်ဆေးခဲ့ပါတယ်အပေါင်းပါတွေထဲမှာရဲတယောက်ပါဝင်ကြောင်းတိလိုက်ရချိန်မှာပဲဒေါ်နာကရုံးထွက်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဂျက်ကတော့သူ့ကိုလွတ်သွားခွင့်ပေးမှာမဟုတ်ပါဘူးဂျက်တယောက်ရဲစခန်းအနီးမှာဘာလို့အမြဲရှိနေတာလဲသူရှာနေတဲ့ဓာပြကအမိုက်ပုံးတစ်ခုအတွက်နဲ့ဒီလောက်အထိအရှုပ်တော်ပုံတွေဖြစ်အောင်လုပ်ဖို့တန်ပါမလားအမှန်တကယ်တော့တခြားအကြောင်းရင်းတွေရှိနေပြီးရဲတွေလည်းစိတ်ကုန်လာပါပြီသူတို့ဒီမိုက်ဆိုသူနဲ့အတူအမိုက်ပုံးလုပ်ငန်းခွင်သို့တွားရောက်ခဲ့ကြသည်သူတို့ကအတူအယောင်တစ်ခုကိုအမြန်ဖန်တီးလိုက်ကြတယ်နှစ်ရက်အကြာမှာတော့အမိုက်ပုံးအစင်သေးဖြစ်ပေမဲ့ဂျက်ကိုလှည့်စားဖို့အတွက်မိုက်ကတပ်ပုံကိုကြည့်ပြီးအသေးစိတ်ထပ်မံပြင်ဆင်လိုက်ရပါတယ်မိုက်တယောက်တန်တူဖြစ်ထုတန်ချီတက်စီဖြန်းကပုတ်တိုက်လိုက်တဲ့အခါမူရင်းအတိုင်းတထရာတဲ့တူတဲ့ပစ္စည်းတစ်ခုထွက်ပေါ်လာပြီးအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်အလုတ်ကမပြီးဆုံးသေးပါဘူးတကိုးဖြစ်တာဝန်ခံပေးမဲ့သူလိုအပ်နေချိန်မှာဘသူကမှလက်မခံကြပါဘူးနောက်ဆုံးမိုက်ကဒီအလုပ်အတွက်စေတနာဝန်ထမ်းအနေနဲ့ဝင်ရောက်လုပ်ကင်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဂျွန်တက်ပြင်းချနိုင်ခဲ့ပြီးမိုက်နောက်တနေ့မှာအမမပါအောင်ဂျက်ကိုပြန်ခေါ်ဖို့ရုံးခန်းကိုဆက်သွယ်ခဲ့တယ်ဒါပေမဲ့ဒီအဖြစ်အပျက်ကိုပြန်ပြောပြချိန်မှာပဲဂျိုဒီဆိုတဲ့သူ့သမီးလေးရဲ့အမှန်တရားပေါ်ပေါက်လာခဲ့တော့တယ်ဂျက်ဟာအစီရင်ခံစာတင်ကလေးကလိန်ညာခဲ့တာပါတကယ်တော့ဂျိုဒီတားကောင်ဖြစ်ပြီးအဲ့ဒီညကဖြစ်ရက်ကပိုဆိုးပါတယ်မျက်စိစည်းနှောင်ခံထားရတဲ့ကောင်မလေးဟာကြောက်လန့်တကြားရုန်းကန်ခဲ့ပေမဲ့ရက်ဆက်တဲ့ရိုက်နှက်မှုတွေကိုသာခံခဲ့ရပါတယ်ဂျက်ဖက်နဲ့တော့ဝင်နေချိန်မှာပဲဂျိုဒီတယောက်ဓာပြတွေရဲ့ရိုက်နှက်မှုကိုခံလိုက်ရပြီးခြေထောက်ပါကျိုးသွားခဲ့ရပါတယ်ဒါဟာသူမအတွက်တော့တကယ်ကိုကြေကွဲစရာဖြစ်ဆိုတစ်ခုပါပဲဂျက်အိမ်ပြန်ရောက်ချိန်မှာသမီးဖြစ်သူရဲ့အခြေအနေကိုမြင်ပြီးလုံးဝပြိုလဲသွားခဲ့ရတယ်ဒီလိုဒုက္ခရောက်နေတာကိုကြည့်ရင်သူ့ရင်ထဲမှာအမုန်းတရားတွေတောက်လောင်လာတယ်အမှုမှန်ဖော်ထုတ်ပြီးလက်စားချေဖို့သူအစီအစဉ်ဆွဲလိုက်တော့တယ်တ
သမီးဖြစ်သူရဲ့အဖြစ်ဆိုးကြောင့်ချက်တယောက်နာကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့ရဲစခန်းမှာခိုးမှုလို့အမှုဖွင့်ပြီးအမှန်တကယ်တော့သူ့သမီးအတွက်လက်စားချေဖို့တရားခံကိုလိုက်ရှာနေတာပါအမိုက်ပုံကတော့သူ့ရဲ့အကြံစီအတွက်အကာအကွယ်တစ်ခုသာဖြစ်ပါတယ်သမီးဖြစ်သူရဲ့စေယုံကတင်အောက်မှာဝတ်ထားတဲ့အရာကတော့ဖခင်တယောက်အနေနဲ့သမီးအတွက်နောက်ဆုံးကာကွယ်ပေးခဲ့တဲ့ဂုဏ်သိက္ခာပဲအဲ့ဒီလိမ်ညာမှုကလူဖွဲ့စည်းရဲ့အနိုင်ကျင့်မှုတွေကနေကာကွယ်ပေးတဲ့ဒိုင်းလောတစ်ခုပါဒီဓာပြတွေအကြောင်းနားထောင်ရင်တယောက်ယောက်ကိုယဉ်နှိမ့်နေတယ်လို့ခံစားရပါသလားချက်ပြောတဲ့ဓာပြတွေထဲမှာကိုယ်တိုင်ပါနေတာကြောင့်မိုက်တယောက်ကြောက်လန့်နေပေမဲ့ရဲနှစ်ယောက်ရှိမှဟန်မပြတ်ပဲအမိုက်ပုံတစ်ခုဖြစ်တရုပ်ဆောင်ဖို့လက်ခံလိုက်ရတယ်နောက်တနေ့မှာတော့သူတို့အဖွဲ့ဟာအတူပြုလုပ်ထားတဲ့အမိုက်ပုံကိုဂျက်စီယူသွားခဲ့ပါတယ်အခြေအနေတွေတင်းမာနေပေမဲ့ဂျက်ကတော့အမှန်တရားကိုဖော်ထုတ်ဖို့ရည်ရွယ်ချက်နဲ့အမိုက်ပုံအတူကိုငြိမ်ခံနေခဲ့ပါတယ်မိုက်ကတော့တကယ်ဓာပြတယောက်ဖြစ်နေတဲ့အတွက်စိုးရိမ်စိတ်တွေလွန်ကဲနေပါတော့တယ်မိုက်တယောက်ပြစ်မှုကျူးလွန်ပုံကိုတရုတ်ပြချိန်မှာသူ့ကိုယ်သူဖုံးမိသွားခဲ့ပါတယ်အစပိုင်းမှာဟန်ဆောင်ကောင်းပေမဲ့နောက်ကနေဖမ်းချုပ်တဲ့အခါမှာတော့အမတစ်ခုကိုဂျက်ကရိပ်မိသွားပါတယ်မိုက်ဖမ်းလိုက်တဲ့အမြင့်ကဂျိုဒီနဲ့အတီးကျတူနေတဲ့ကျဲရဲ့အကြည့်တွေကြောင့်မိုက်တယောက်ချက်တီးဖြန်းဖြန်းထသွားတယ်သူတို့တွေကတယောက်မှာကြောကုန်းဖူးရှိတယ်ဆိုတဲ့စကားကိုဂျက်အမှတ်ရသွားပြီးတေချာစေဖို့အတွက်အနားကိုကပ်ပွေ့ဖက်ပြီးစမ်းတက်လိုက်ပါတော့တယ်အကျိတ်ကိုတွေးလိုက်ရတဲ့အခါကျဲရဲ့တန်တရားတွေရှင်းသွားတယ်သူကမိုက်ကိုခွင့်လွှတ်ပြီးလှုပ်ပေးဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့ဒီလုံရဲ့နောက်ွယ်မှာတော့ကျဲရဲ့လက်စားချေမဲ့အစီအစဉ်တစ်ခုကလှုပ်ဝက်စွာတည်ရှိနေခဲ့ပါတယ်အမှန်တော့ရဲမှုဟာငွေယူပြီးထွက်ပြေးတာမဟုတ်ပဲဒေါ်နာအမှုကနေစပြီးအမှန်တရားကိုဖော်ထုတ်နေခဲ့တာပဲဖြစ်ပါတယ်မိုက်ကိုဝန်ခံခိုင်းပြီးနောက်အားလုံးပြီးဆုံးသွားပါပြီအကြီးအကဲကစပွဲအောက်မှဓာမကိုထုတ်ကဂျက်ကိုပေးပြီးတကားပေး၍ထွက်ခွာသွားပါတော့တယ်မကြခင်မှာပဲဂျက်ကသူ့သမီးအတွက်လက်စားချေလိုက်ပါတယ်တစ်ဖက်မှာလည်းရဲဖွဲ့ကတတိယမြောက်ဓာပြ10ပန်ကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်အပြင်ဘက်မှာကျင်နာတက်တဲ့ဖခင်တယောက်ဖြစ်ပေမဲ့သူ့ရဲ့နောက်ွယ်မှာတော့လှုပ်ဝက်ချက်တွေအများကြီးရှိနေခဲ့တာပါသူမအတွက်လက်ဆောင်တွေကိုစိတ်နစ်ပြီးရွေးချယ်ပေးပေမဲ့သူဟာရက်ဆက်တဲ့ဂိုင်းကောင်းဆောင်တဦးသာဖြစ်ပါတယ်သူ့လက်တွေဟာအပြစ်မဲ့သူတွေရဲ့သွေးနဲ့ဆွန့်ထင်းနေခဲ့ပါတယ်တခိုးမှုခင်းတွေမှာတော့အင်ရှင်ရဲ့မိဖို့ချောင်းကိုတုံးတက်သူပါရက်ဆက်တဲ့အပြုမှုအနေနဲ့အိမ်ကပစ္စည်းလေးတွေကိုယူပြီးသမီးဖြစ်သူစီလက်ဆောင်ပေးလေးရှိပေမဲ့သမီးကတော့အဲ့ဒီလက်ဆောင်တွေကိုလုံးဝမနှစ်သက်ခဲ့ပါဘူးအမိုက်ပုံးတွေကိုသူမပစ်ချလိုက်တဲ့အခါ7ရဲ့အနှစ်သာရကိုမြင်ရပါတယ်မိသားစုအပေါ်တာဝန်ကျေတဲ့အဖေတယောက်လိုဟန်ဆောင်ရင်းတခြားသူတွေရဲ့ဘဝကိုတော့အပြစ်မရှိသလိုဖြစ်စီဖြစ်တဲ့ရက်ဆက်တဲ့လူတစ်ယောက်ပါကောင်းမကောင်းရောထွေးနေတဲ့ဒီလူသားဟာပိုပြီးကြောက်စရာကောင်းတဲ့ချက်တယောက်7ရှိတဲ့ဆောက်လုပ်ရေးကွင်းကိုဝင်စီးလိုက်ပေမဲ့သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ချက်ချင်းပဲအေးခဲသွားခဲ့ရတော့တယ်သူတို့နှစ်ဦးဆောင်တွေ့ခဲ့တာ13နှစ်ရှိပါပြီအဲ့ဒီနေ့က7ဟာသမီးဖြစ်သူမွေးနေ့ပွဲအတွက်ကျဲရဲစန်တာဆိုင်မှာမုတ်ဆေးရိပ်ဖို့ရောက်လာခဲ့ပြီးမမျှော်လင့်ပဲမုတ်ဆေးရိပ်ဆက်ကအားကုန်သွားခဲ့ပါတယ်7ဖုန်းပြောနေချိန်မှာပဲရာဇဝတ်မှုသတင်းစာမှာပါလာပြီဆိုတဲ့တတိပေးချက်ရောက်လာတယ်ဖုန်းချလိုက်ချိန်မှာတော့ဂျက်ကသူ့နောက်ကနေတဆိုင်မမတ်ကြည့်နေတာကိုတွေ့လိုက်ရပြီးအခြေအနေတွေရှုပ်ထွေးကုန်ပါတော့တယ်မုတ်ဆေးရိပ်ပြီးတာနဲ့သူအလင်းမြန်ထွက်ခွာသွားခဲ့တယ်ဒါပေမဲ့သူ့သမီးအတွက်ဝယ်ထားတဲ့ဆွဲချက်ကိုဆိုင်မှာမေ့ကြံခဲ့တဲ့ဂျက်က7ရဲ့သမီးမွေးနေ့အကြောင်းသိထားလို့ကိုယ်တိုင်သွားပို့ဖို့ဆုံးဖြတ်လိုက်တဲ့ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာပဲရဲကားတစ်စီးရောက်လာခဲ့တယ်ဂျက်ကိုမြင်လိုက်ချိန်မှာပဲ7တယောက်ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်ဒါဟာတိုက်ဆိုင်မှုတစ်ခုတက်ဆိုပေမဲ့7ကတော့ဂျက်ကိုပဲအပြစ်တင်ခဲ့တယ်အဲ့ဒီအထင်အမြင်လွဲမှားမှုကနေမုန်းတိစိတ်တွေကြီးထွားလာပြီး73နှစ်ကြာထောင်ဒဏ်ကျခံခဲ့ရတယ်ဇနီးတဲ့နဲ့တာသမီးတို့ပျောက်ဆုံးသွားချိန်မှာတော့ဂျက်တယောက်လက်စားချေဖို့စတင်ခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲဂျက်ရဲ့သမီးလေးကအရင်ရောက်လာတဲ့အတွက်ရက်ဆက်ရုံမှာသူတို့ရဲ့အညိုးတေးတွေဟာအပြစ်မဲ့တဲ့ကလေးမလေးစီတာရောက်သွားခဲ့ရပါတယ်အလန့်တကြားဖြစ်နေတဲ့ဂျက်ကို7ကသမီးဖြစ်သူအကြောင်းပြောပြီးလှောင်ပြောင်လိုက်တဲ့အခါဂျက်ရဲ့အတွင်းစိတ်ထဲကအညိုးတေးတွေတောက်လောင်လာပြီးပြန်လည်ခုခံတိုက်ခိုက်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဂျက်ဟာကြောက်တုံးနဲ့7ရဲ့ခြေထောက်ကိုပြစ်ပေါက်လိုက်ပါတယ်ဂျက်ကသူ့ကိုမတက်ခဲ့ပေမဲ့ဂျိုဒီရောက်လာတဲ့အခါမှာတော့စိတ်ပြောင်းသွားပါတယ်သူမကိုထွက်သွားဖို့တောင်းပန်ပေမဲ့ဂျိုဒီကတော့မလျှော့တဲ့ဆွဲနဲ့ဆက်လက်တောင်းဆိုခဲ့တာကြောင့်ဂျက်လည်းခွင့်ပြုပေးလိုက်ရပါတယ်ဂျိုဒီလက်ဝဲရတနာအိတ်ကိုမြေပြင်ပေါ်ပစ်ချလိုက်ချိန်မှာပဲသူမရဲ့တည်ငြိမ်တဲ့စကလုံးတွေကဆက်လက်ပံအပေါ်အနိုင်ရရှိသွားခဲ့ပြီးသူမကိုယ်တိုင်ဘဝကိုဆက်လက်ပိုင်ဆိုးထားနိုင်ခဲ့တာဖြစ်ပါတယ်သူမထွက်ခွာသွားချိန်မှာတော့7တယောက်လက်ဝဲရတနာပုံတွေကရင်းနှီးလုံးနဲ့ဆွဲကြိုးတကုံးကိုတွေးလိုက်ရပြီးအမှန်တရားတွေကတော့အထင်ရှားပေါ်လွင်လာခဲ့ပါတော့တယ်7အဖမ်းခံရပြီးနောက်ဂျက်တို့မိသားစုလက်ဆွဲကိုပြန်ပေးဖို့သွားခဲ့တယ်ဒါပေမဲ့လက်မခံခဲ့တာကြောင့်နောက်ထပ်လက်ဆောင်တစ်ခုဝယ်ဖို့လမ်းကူးချိန်မှာပဲထရက်ကားကြီးကသူတို့အိမ်ကိုဝင်တိုက်ခဲ့ပါတယ်ဂျက်နဲ့7တို့ရဲ့မိသားစုဝင်တွေတေဆုံးခဲ့ပြီးနောက်7တစ်ခုကိုမြင်လိုက်ရပါတယ်ဂျက်ရဲ့သမီးနဲ့7ရဲ့သမီးမှရှိတဲ့အမာရွတ်တွေကအတူတူပါပဲ7နောင်နာတွေနဲ့တွားသွားပြီးသမီးစီသွားပေမဲ့ဂျက်ကကြားကနေပိတ်ဆို့တားဆီးလိုက်ပါတယ်သမီးဖြစ်သူရဲ့အမတ်တရားတွေနဲ့ရက်စက်မှုတွေရောထွေးနေချိန်မှာပဲ7တယောက်မြေပြင်ပေါ်ပြိုလဲကျသွားပါတော့တယ်ဇလန်တစ်လျှောက်လုံးပါဝင်နေတဲ့အမိုက်ပုံးကိုဂျက်ကလက်ခမီလို့အမည်ပေးခဲ့ပါတယ်။ဒါဟာဂျိုးဒီပေါ်ထားတဲ့သူ့ရဲ့စစ်မှန်တဲ့မေတ္တာကိုပုံဖော်တယ်လို့အိန္ဒိယလူဖွဲ့စည်းမှာအမျိုးသမီးတွေရဲ့အခြေအနေကိုလည်းထင်ဟပ်နေပါတယ်။ကြားမခွဲခြားမှုအမြင့်တွယ်နေတဲ့ဒီနိုင်ငံမှာတိုက်ရိုက်တိုင်တန်းရင်အကျိုးမရှိတဲ့အပြင်အပြစ်တင်ခံရနိုင်ပါတယ်။ဒါကြောင့်ဂျက်ဟာအမှုကိစ္စကိုအမိုက်ပုံးပြောက်တယ်လို့လိန်ညာပြီးရဲတွေကိုကျေနပ်ဖို့ငွေ9သိန်းပေးခဲ့ရပါတယ်။သူဂျက်ကိုကူညီခဲ့တာဟာသူ့သမီးလေးနဲ့အရွယ်တူလို့ပါပဲ။သူငွေမဲယူခဲ့ပေမဲ့သူ့ရဲ့စိတ်ရင်းကောင်းကတော့ပျောက်ကွယ်မသွားခဲ့ပါဘူး။ဒါဟာလူတဘာဝပါပဲ။